ဒီပိုင်းလေးမှာတော့ကျွန်တော်ဒီလူကောင်းလူမှန်နဲ့ကျွန်တော်တို့တွေဗျာဘဝမှာဒီတွေးဆုံခဲ့ရဘူးလေပေါ့နော်လူတွေအမျိုးမျိုးရှိမယ်ဗျာလက်တွဲဖို့လည်းမျိုးမျိုးပေါ့ဗျာဟုတ်တယ်မလားဒီလိုဖြတ်သန်းလာပြီးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီလက်တွဲပေါ်ဖြစ်ခဲ့ဘူးတဲ့သူတွေကဘလို့လူမျိုးတွေဖြစ်ခဲ့တယ်လဲပေါ့နော်ဒါပြန်စဉ်းစားကြရပါတော့နောက်ပြီးတော့အခုလက်ရှိရောဘလို့လူမျိုးလဲဒါတွေကိုကျွန်တော်တို့အခုလက်ရှိပေါ့နော်ရှိနေတဲ့လက်တွဲပေါ်ဘလို့လူမျိုးလဲပေါ့ဒါတွေကိုကျွန်တော်တို့စဉ်းစားမိကြရလားခင်ဗျားလက်တွဲပေါ်ဒါမှမဟုတ်လို့ရှိရင်ခင်ဗျားချစ်ရတဲ့သူနဲ့ဗျာဆက်ဆံရေးကတက်တောင်ရှိရလားဒါမှမဟုတ်လို့ရှိရင် तू ကခင်ဗျားကိုစိတ်ကောလုံခြုံစေရတဲ့သူလားနောက်ပြီးတော့ဒီလိုဟာခင်ဗျားဘောကိုတိုးတက်စေဖို့အတွက်ခွန်အားတစ်ခုရောဖြစ်နေရလားနောက်ဆုံးဗျာခင်ဗျားဘောမှာဘယ်သူမှမကြံတော့ရင်တော့မှ तू ဟာခင်ဗျားအနားမှာဆက်ပြီးတော့ရှိနေဦးမလားဒီလိုခံစားမှုတွေအတွက်ဗျာတန်တဲ့ရှိစရာမလိုထင်လို့ရှင် तू ဟာခင်ဗျားရဲ့ဘောအတွက်လက်တွဲဘောကောင်းတယောက်ပါတဲ့လူကောင်းတယောက်ပါတဲ့ကျွန်တော်ဘောမှာဗျာလုံးဝမှားရင်ခဲ့တဲ့အချိန်တွေရှိခဲ့ဘူးလေဟုတ်တယ်မလားဒါတော့အနေနဲ့များတော့ရှိတတ်ကြပါတယ်အဲ့ဒါလည်းဘာလို့လဲဆိုတော့ဒီထိုးစစ်ဆန်နေဗျာဒီ relationship တွေကိုကျွန်တော်တို့ဒီအချိန်ပေးခဲ့မိရတော့ပေါ့နော်တနေ့တစ်ချိန်မှာတော့ကျွန်တော်တို့ဒီကိုဘေးနာချစ်သူဒါမှမဟုတ်လို့ရှိရင်ကိုဘွားရဲ့လက်တွဲဘွားဗျာကိုစိတ်ချစ်တဲ့စိတ်နဲ့ပေါ့နော်ပြောင်းလဲလာဖို့မျော်လင်းနဲ့ကျွန်တော်တို့ကအဲ့ထိုးစစ် relationship တွေမှာတွားပြီးတော့အချိန်တွေတွားဖြုံမိခဲ့တဲ့အချိန်တွေပေါ့ခံစားချက်မပါတဲ့ဒီစကလုံးတွေနောက်ပြီးတော့ view site ချင်းဒီနှွေးထွေးချင်းနောက်ပြီးတော့အတိမတ်ပြုခြင်းအရေးပေးကံခြင်းနဲ့ဓာတ်တွေပြင်များကျွန်တော်ဒီ relation တစ်ခုရဲ့အဓိကဗျာအသက်သွေးကြောဖြစ်တဲ့ကျွန်တော်ဒီစိတ်လုံခြုံခြင်းပေါ့နော်နောက်ပြီးတော့ယုံကြည်မှုရှိခြင်းဒီຢာတွေအားလုံးကျွန်တော်တို့ပျောက်ဆုံးနေတာတော့မှပျောက်ဆုံးသွားတာတော့မှအဲ့ဒီလူတယောက်ကိုဗျာကျွန်တော်တို့အနားမှာဆက်ရှိနေဖို့အတွက်ဘဝထဲမှာကျွန်တော်တို့ကဆက်ရှိနေဖို့ပေါ့နော်ဒီလိုမျိုးမှားရင်းနဲ့အတွေးခေါ်တွေနဲ့ကျွန်တော်တို့ကသွားပြီးတော့ဆက်လက်သူ့ကိုသွားပြီးတော့ဖတ်တွေ့မိနေတာပေါ့နော်နောက်ပြီးတော့မပြတ်သားနိုင်တာပေါ့ဗျာတွေးကြည့်ဗျာကျွန်တော်ဒီရိုးလေးတစ်ခုတည်းကျွန်တော်တို့ကဗျာကျွန်တော်တို့ခင်ဗျားတို့ကလူတယောက်ကိုသူ့ရဲ့ဖြစ်တည်မှုအတိုင်းကျွန်တော်တို့လက်ခံနိုင်ပြီလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ခင်ဗျားတို့နားလည်ရမှာဗျာနားလည်ရမှာတစ်ခုပေါ့နော်ဒါကျွန်တော်ဒီချစ်တယ်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကလွယ်လေးပြောမထွက်ဖို့နဲ့အဲ့ဒီစကားကိုကျွန်တော်တို့ပြောထွက်ပြီးရတဲ့ကျွန်တော်တို့ကအဲ့ဒီစကားလုံးကိုကျွန်တော်တို့ကတာဝန်ယူရတော့မှာဗျကျွန်တော်ဒီတာဝန်ယူခြင်းနဲ့စိတ်မျိုးရှိရတော့မှာဟုတ်တယ်မလားကျွန်တော်ဒီသမီးသားတွေဒူချစ်တယ်ပြောကြတယ်ရတယ်ဒီထိကကျွန်တော်ဒီဘာပြဿနာမှမရှိဘူးဗျာနားလေရမှာကျွန်တော်ဒီအဲ့ဒီစကလုံးကိုတူကျွန်တော်ပြောထွက်ပြီးရတဲ့တူရဲ့ဘဝတွေကိုတူဝင်ပေးလိုက်တာ ਨੇ အရေးကြီးတာဗျာအဲ့ဒီစကလုံးရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ကနားလေပြီးတော့တာဝန်ယူတတ်ဖို့လိုတယ်ဗျာပါဇက်ပြားရဲ့ရှိရနဲ့ဗျာလွယ်ပြောပြီးတော့နော်လူတယောက်ရဲ့ဘဝတွေကိုဝင်မလာသင်းဘူးပေါ့နော်ချစ်တယ်ပြောပြီးတော့တကယ်ဝင်လာတယ်ပဲထားပါအောင်ဗျာအဲ့ဒီကဘာမှမဖြစ်သေးဘူးတကယ်တမ်းအဆင်ပြေကြတော့ရှေ့ဆက်လို့မရတော့တဲ့အချိန်တွေမှာတော့မှကျွန်တော်ဒီရိုးသားစွာနဲ့ကျွန်တော်ဒီလမ်းခွဲခြင်းနေနဲ့ကျွန်တော်တို့ကတူးနဲ့တူးတော့အဆုံးသက်ပေးတင်တယ်မလားဒါတွေကိုနားလည်ပဲဗျာခင်ဗျားကိုယ်တိုင်ကတိုးစစ် relationship တွေကိုမဖန်တီးမိဖို့နဲ့အဲ့ဒီလိုအရာတွေကြုံလာရင်တော့မှပဲခင်ဗျားကာဝယ်နိုင်လိမ့်မယ်ဗျာကျွန်တော်ဒီတိုးစစ် relationship တွေဟာဗျာခင်ဗျားဘဝအတွက်ဘာမှကောင်းကျိုးပေးမှာမဟုတ်ဗျာဘာဖြစ်လို့ဆိုခင်ဗျားပေးရလူကဗျာချစ်တယ်ပြောပြီးခင်ဗျားလောက်ကင်ထားရင်တတ်ပဲရှိပြီးတော့ဗျာဘာစိတ်လုံခြုံမှုမှမပေးဘူးနှွေးထွေးခြင်းကျင်နာခြင်းတွေဒီနားလည်မှုတွေပေါ့နော်နောက်ပြီးတော့ဒီကိုချင်းစာတရားတွေလည်းခင်ဗျားဘုံမှာမရှိဘူးအဆိုးဆုံးကသူ့ကြောင့်ခင်ဗျားတိမ်ငင်နေရတာမျိုးတွေကိုဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီအရာတွေကဗျာကျွန်တော်ဒီ boss တိုက်ပွဲတွေကိုဆက်ပြီးတော့ဆင်နွှဲဖို့တော့ကခင်ဗျားဘလို့မှခွန်အားမရှိဘူးခင်ဗျားကဗျာအတိုင်းအတာတစ်ခုထိပေးဆက်ခဲ့ပြီးနောက်ပြီးတော့အဲ့လိုပေးဆက်ပြီးတာတော့မှအဲ့ဒီလူတွေကခင်ဗျားပေါ်မှာဘာမှထူးခြားလာခြင်းလည်းမရှိဘူးပြောင်းလဲတာမျိုးလည်းမရှိဘူးဗျာနောက်ပြီးတော့သူ့ရဲ့ဖြစ်တည်မှုတွေကခင်ဗျားပေါ်မှာလည်းထိုးစစ်ဆန်လာပြီဆိုတာနဲ့အဲ့ဒါခင်ဗျားပြောင်းလဲပြဖို့အချိန်ကျပြီဆိုတော့ခင်ဗျားတတိယသိနေဗျာနားလေသိနေပေါ့နော်တစ်ဖက်ကလို့ဘလို့မှကိုလုံးဝပြောင်းလဲလို့မရတော့သူ့ကသူလည်းပြောင်းလဲမလာတော့ဆိုလို့ရှိရင်တော့အနည်းဆုံးတော့ခင်ဗျားပြောင်းလဲဖို့ပြန်ပြီးတော့တတိယသိနေဗျာအဲ့လိုမှမဟုတ်ရင်တော့ဒီထိုးစစ် relationship တွေကြောင့်ပေါ့နော်ဘဝမှာပို့ပြီးတော့ခက်ခဲရတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တွေနေ့စဉ်နဲ့မှဒီဖြတ်တန်းနေရတယ်ပေါ့နော်။ဘ
ဘောလမ်းကြောင်းတွေကအမြဲတမ်းအဆင်ပြေချုံးမွေးမနေဘူးလေဗျာဟုတ်တယ်မလားစိုးတဲ့ချိန်ရှိမယ်ကောင်းတဲ့ချိန်တွေလည်းရှိမယ်တခါတရံမှာလည်းကျွန်တော်တို့ဒီအဆင်ပြေနေတယ်တို့တခါတရံမှာလည်းဗာမိုးတာလေးနဲ့ကျွန်တော်တို့အခက်ခဲတွေရှိနိုင်တယ်ဒီလိုမတူညီတဲ့ဗျာဘောလမ်းတွေကိုရှောက်လန်းနေတဲ့အချိန်မှာဗျာဒီလိုမျိုးထိုးစစ်ဆန်တဲ့ relationship တွေကြောင့်ပို့ပြီးတော့ပင်ပန်းရတယ်ဗျနောက်ပြီးတော့ပို့ဆိုးတာအောင်မြင်ဖို့အတွက်လည်းပို့ပြီးတော့ခက်ခဲလာတယ်မိမိရဲ့ဗျာဟိုလက်ရှိတည်ရှိမှုလေးပေါ့နော်အဲ့ဒါလေးပါခင်ဗျားရဲ့ဘဝထဲမှာပျောက်ဆုံးလာနိုင်တယ်ဗျဒါဆိုရင်တော့ဒီဘဝတိုက်ပွဲတွေကိုတိုက်ဖို့တော့ခင်ဗျာပို့ပြီးတော့ခက်ခဲလာနိုင်တယ်ဒါကြောင့်ဗျာဒီလို relationship မျိုးကိုကျွန်တော်ဒီပိုင်ဆိုင်မဲ့စားဗျာတယောက်တည်းနေပြီးတော့ကျွန်တော်ဒီဘဝတိုက်ပွဲဝင်လိုက်တာမှပို့ပြီးတော့မှအဆင်ပြေနိုင်သေးတယ်ဟုတ်တယ်မလားလူတွေပေါ့ဗျာကျွန်တော်ဒီချစ်မြတ်လို့ကြတဲ့သူတွေနဲ့တော့ပေါ့နော်ကျွန်တော်ဒီအမျိုးသောလူတွေကခင်ဗျားဘဝတွေကိုပုံစံမျိုးနဲ့ဝင်ထွက်သွားလာနေကြမှာအောင်ပဲဝင်ထွက်သွားလာနေကြမှာအောင်ပဲဗျာဝင်ထွက်သွားလာနေကြအောင်မှာပဲဗျာဟုတ်တယ်မလားဒါကြောင့်ဗျာဒီလိုထိုးစစ် relation တစ်ခုကိုကျွန်တော်ဒီဖမ်းဆုပ်ထားမနေပဲဗျာဘောပေါ်မှာကျွန်တော်ဒီပို့ပေါ်ထားပြီးတော့ဖြတ်တန်းဖို့တာကျွန်တော်ကြိုးစားသင့်တယ်ဗျာတကယ်လို့များဗျာဒီလိုပေါ့နော်ခင်ဗျာထိုးစစ် relation တစ်ခုနဲ့ခင်ဗျာကြုံတွေ့လိုက်ရတဲ့အခါတွေရှိမယ်ကြုံတွေ့ခဲ့ဘူးတဲ့အချိန်တွေရှိမယ်ဒါဆိုလို့ရှိရင်လည်းတို့စင်ပြေတဲ့အချိန်တွေမှာလည်းခင်ဗျာလောကကြီးကိုမတရားဘူးလို့ထိုင်အောင်မနေနဲ့ဗျာဘာဖြစ်လို့လဲဆိုတော့ဟိုပေါင်းဝန်းကျင်ကနားကြီးတာပဲရှိတယ်ဟုတ်တယ်မလားပေါင်းဝန်းကျင်နားကြီးတာပဲဖတ်တင်နေဗျာဘာဖြစ်လို့ဆိုတော့ဒီကြတာဗျာလောကကြီးကခင်ဗျာစီကတခုခုယူသွားပြီးရတဲ့ခင်ဗျာနဲ့ထိုက်တန်တဲ့အရာတစ်ခုတေချာဖို့ပြန်ပေးလိမ့်မယ်ဗျာခင်ဗျားကလိုချင်တာမဟုတ်တော့မှအဲ့ဒီအရာခင်ဗျားနဲ့တင့်တော်တဲ့အရာဖြစ်နေတယ်ဒါလောကရဲ့သဘာဝပဲဒါကြောင့်လို့ဗျာဒါလည်းပေးယူနေတိဆောက်ထားတဲ့လောကရဲ့သဘာဝတော့ခင်ဗျားနားရတဲ့နဲ့နားရပြန်နေခင်ဗျားနဲ့ပိုတင့်တော်တဲ့အရာတစ်ခုပေါ့နော်အဲ့ဒါကိုအဲ့ဒီအရာတစ်ခုကလည်းခင်ဗျားစီကိုလောကကြီးကနေပြီးတော့ပေးတဲ့လက်ဆောင်တစ်ခုအနေနဲ့ပြန်ပြီးတော့ရောက်လာအောင်ပါဗျာဒါကြောင့်ဘာပဲဖြစ်ဖြစ်ရှေ့ဆက်ပါဟိုခဏတော့ဗျာစိတ်ပင်ပန်းအောင်ပင်ပန်းနိုင်တယ်ဒါမဲ့အချိန်တန်လာရင်တော့ပိုပြီးကောင်းတယ်ပိုပြီးတင့်တော်တဲ့အခြေအနေတစ်ခုကိုတော့ပိုင်ဆိုင်လာဖို့ကတော့ပိုပြီးတော့များတယ်ဗျပိုပြီးတော့ရွေးချယ်ကိုပိုပြီးတော့လမ်းနေရှိရပေါ့နော်ဒါကြောင့်ကိုယ့်အခြေပေါ့နော်ခင်ဗျားတို့ကျွန်တော်ဒီအခြေရေးမှာလဲကျွန်တော်တို့ကလူကောင်းနဲ့တွေ့နေသလားဆိုတော့ဒီလိုအချက်လေးတွေပေါ့နော်ဒါလေးနဲ့သိနေနိုင်တယ်ခင်ဗျားခုလက်ရှိကြုံနေတာထိုးစစ် relationship လာတော့မလူကောင်းတယောက်လာပေါ့နော်ဒါတွေကိုလည်းဒီလိုအချက်လေးနဲ့ကျွန်တော်ကသိနေနိုင်တယ်ပေါ့သူကခင်ဗျားပေါ်မှာစိတ်လုံခြုံမှုပေးနိုင်လားဒါမှမဟုတ်လို့ရှင်ဟိုသူ့ဘဝထဲမှာရှိနေရတာခင်ဗျာစိတ်တက်တောင့်တက်တာရှိရလားနောက်ပြီးတော့တခြားပေါ့နော်ခြားတွေကျင်နာမှုတွေဂရုစိုက်မှုတွေဒါတွေကတော့ခင်ဗျာကိုယ်တိုင်ပို့ပြီးတော့တိတာလာစေမဲ့ခံစားမှုတွေပေါ့ဗျာနော်နောက်ပြီးတော့ကိုယ့်ဘဝအတွက်တလန်းနေတော့သူကအားပေးဖို့တယောက်လားဒီလိုရမျိုးတွေကိုခင်ဗျာခံစားနေရပြီနားလည်နေရပြီဆိုတော့ तू ကလူကောင်းတယောက်ပေါ့နော်ဟိုဒါခင်ဗျာပေါ်အတွက် तू ကလူကောင်းတယောက်လို့ဆိုလိုချင်တာပေါ့နော်ဒီလိုမှမဟုတ်ပဲဟိုခင်ဗျာဘက်ကတစ်ဖက်သက်စိတ်ဒဏ်ရာတွေကိုဗျာ तू ကတော့နားမှန်ရှိနေတယ်ဒါပေမဲ့ခင်ဗျာတယောက်တည်းနားလည်နေရတယ်တယောက်တည်းကူစားနေရတယ်ဒီထက်ပိုပြီးတော့ခင်ဗျာစိတ်ပီစီမှုတွေပိုပြီးတိုးလာတယ်ဆိုတာတော့တိတ်တော့မဟုတ်သေးဘူးဗျာနော်ဒါကြောင့်ခင်ဗျာရဲ့တန်ဖိုးရှိတဲ့အချိန်တွေဗျာခင်ဗျာမဖြုံးတီးမိစေဖို့နဲ့ခင်ဗျာစိတ်အင်အားတွေမဖြုံးတီးမိစေဖို့အတွက်ဗျာတခြားသောကျွန်တော်ဒီအသစ်သောခံစားချက်တွေကိုလည်းကျွန်တော်တို့ခံစားချက်တွေအတွက်ပေါ့နော်အဲ့ဒီခံစားချက်မျိုးတွေကိုခံစားဖို့အတွက်နောက်ပြီးတော့ခင်ဗျာရဲ့ခံစားဖို့အတွက်ခင်ဗျာရဲ့ခြေလမ်းတွေကိုဒီသူ့စီကနေပြီးတော့ရက်တန့်ပြစ်လိုက်ဖို့လည်းလိုတယ်ပေါ့နော်ဒါကြောင့်ကိုယ့်ဘဝထဲမှာကိုယ်နားမှာရှိနေတဲ့လူတယောက်ကလွတ်တွဲပေါ်ကောင်းတယောက်လူကောင်းလူမှန်ဖြစ်နေဖို့ကလည်းဒါကြောင့်မလို့ကျွန်တော်တကယ်ကိုအရေးကြီးပါတယ်